အားလုံးပဲမင်္ဂလာပါ United မြန်မာကနေကြိုဆိုပါရစေ2026ခုနှစ်မေလ6ရက်နေ့ရဲ့ Man United ကစားသမားသတင်းတွေကိုအသေးစိတ်တင်ဆက်ပေးလိုက်ပါတယ်။အသင်းရဲ့အဓိကတိုက်စစ်မှု Sesko ဟာခြေထောက်ဒဏ်ရာအနည်းငယ်ရရှိထားပေမဲ့လာမယ့်မေလ9ရက်ဆန်ဒါလန်နဲ့ပွဲမှာပြန်ပါလာနိုင်ဖို့90%မျှော်လင့်ချက်ရှိနေပါတယ်။ခံစစ်မှုဒီလစ်ကတော့ခါးဒဏ်ရာကြောင့်လောလောဆယ်အနားယူနေရပြီးမေလ18ရက်ဝန်းကျင်မှသာပြန်ကစားနိုင်မှာဖြစ်ပါတယ်။မာတီနက်စ်ကတော့ပွဲပယ်ပြစ်ဒဏ်ကြောင့်မေလ3ရက်လီဗာပူးနဲ့ပွဲကိုလွဲချော်ခဲ့ပေမဲ့လာမယ့်မေလ9ရက်ပွဲမှာတော့ပြန်ပါလာပါတော့မယ်။ဝါရင်ကွင်းလေလူကက်စမဲယိုဟာဇွန်လကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့အသင်းကနေထွက်ခွာဖို့တေချာတလောက်ရှိနေပါတယ်။သတင်းအချို့အရအသင်းဖော်မာတီယက်စ်ကူညာကကက်စမဲယိုဆက်နေဖို့မျှော်လင့်ချက်ရှိသေးတယ်လို့ဆိုပေမဲ့ကလပ်ဘက်ကတော့လူငယ်သွေးတစ်လောင်းဖို့ဆုံးဖြတ်ထားပုံရပါတယ်။ Rashford ရဲ့အနာဂတ်ကလည်းမရေမရာဖြစ်နေပြီးဒီနွေရာသီမှာအသင်းကနေအပြီးတိုင်ထွက်ခွာနိုင်တယ်လို့သတင်းကြီးနေပါတယ်။ဒါပေမဲ့နီးပြမိုက်ကယ်ကာရစ်ကတော့သူ့ရဲ့အသင်းဖော်ဟောင်းကိုအသင်းမှာဆက်ထားခြင်းနဲ့ဆန္ဒရှိနေပါတယ်။ကက်စမဲယိုရဲ့နေရာမှာအစားထိုးဖို့အတွက်စတူဂတ်ကွင်းလယ်လူအန်ဂျယ်လိုစတေလာကို United ကပေါင်44တန်းဝန်းကျင်နဲ့ခေါ်ယူဖို့အလေးအနက်ပြစ်မှတ်ထားနေပါတယ်။ပြီးခဲ့တဲ့မေလ3ရက်နေ့ကလီဗာပူးကို3-2နဲ့အနိုင်ရတဲ့ပွဲမှာကူညာဆက်စကိုနဲ့မိန်နူတို့ကဂိုးတွေသွင်းယူပေးခဲ့ကြပြီးအသင်းရဲ့ချန်ပီယံလိမျှော်လင့်ချက်ကိုဆက်လက်ရှင်သန်စေခဲ့ပါတယ်။ယာယီနီးပြအဖြစ်အသင်းကိုရလက်ကောင်းအောင်စွမ်းဆောင်ပေးနေတဲ့ကာရစ်ကိုအမြဲတမ်းနီးပြအဖြစ်ခန့်အပ်ဖို့အာမက်ဒီယာလိုနဲ့ဟယ်ရီမက်ဂွိုင်းယာတို့ကလူသိရှင်ကြားထောက်ခံထားကြပါတယ်။ဒါကတော့ဒီနေ့အတွက်မန်ချက်စတာယူနိုက်တက်ရဲ့ထူးခြားတဲ့သတင်းအချို့ပဲဖြစ်ပါတယ်။နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုသိရှိနိုင်ဖို့ကျွန်တော်တို့နဲ့အတူဆက်လက်စောင့်ကြည့်ပေးကြပါဦး။အားလုံးပဲ Glory Man United ပါခင်ဗျာ2026ခုနှစ်မေလဟာရာသီပိတ်ခါနီးအချိန်ဖြစ်တဲ့အတွက်အသင်းရဲ့ရလဒ်တွေအပေါ်မူတည်ပြီးသတင်းတွေကပိုမိုပြင်းထန်လာနိုင်ပါတယ်